မင်္ဂလာပါခင်ဗျာမြန်မာနှစ်တစ်ကူအခါသမယမှာပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေလို့ဥစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်အခုဗီဒီယိုလေးမှာတော့နှစ်သက်မှာကန်စာတာအလျက်ပြောင်းတွေကြုံရတော့မယ်စနေသားသမီးများအတွက်အထူးဟောစတန်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မိမိတို့ရဲ့စီးပွားရေးအချစ်ရေးနဲ့ကျမ်းမာရေးအခြေအနေတွေကဘလို့ရှိမလဲဆိုတာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်မြန်မာနှစ်သက်ဟာစနေသားသမီးတွေအတွက်ပင်ပန်းသမျှအသီးပွင့်ခံစားရမယ့်နှစ်လို့ဆိုရမှာပါအရင်နှစ်တွေကဘလောက်ပဲရုန်းကန်ခဲ့ရပါစေဒီနှစ်မှာတော့ထိုက်ထိုက်တန်တန်ရလက်တွေပြန်ရလာပါလိမ့်မယ်အထူးသဖြင့်အိမ်ချမ်းမြေလုပ်ငန်းလုပ်ကင်သူတွေစောက်လုပ်ရေးနဲ့အမှုပညာနယ်ပယ်ကသူတွေအထွတ်အလွန်ကောင်းတဲ့အခွင့်အလမ်းတွေပေါ်လာတတ်ပါတယ်ရက်ဝေးမြေကြားကနေအကျိုးမြတ်ရတာမျိုးဆုံးရှုံးပြီလို့ထင်ထားတဲ့ငွေကြေးတွေပြန်ရတာမျိုးကြုံရတတ်ပါတယ်ဒါပေမဲ့တခုတတိထားရမှာကလုပ်ငန်းချဲ့ထွင်တဲ့အခါမှာစာရွက်စာတမ်းအမားမျိုးမဖြစ်အောင်တော့စစ်ဆေးဖို့လိုအပ်ပါလိမ့်မယ်အချစ်ရေးပိုင်းကိုကြည့်မယ်ဆိုရင်တော့စနေသားသမီးတွေဟာဒီနှစ်မှာအေးချမ်းတဲ့အချစ်ရေးကိုပိုင်ဆိုင်ရမှာပါချစ်သူမရှိသေးတဲ့လူပြိုအပြိုကြီးတွေဆိုရင်လည်းမိမိနဲ့စိတ်တူကိုယ်တူဖြစ်မဲ့လက်တွဲဖော်မျိုးနဲ့မထင်မှတ်ပဲစုံစည်းရတတ်ပါတယ်အိမ်အောင်တွေအတွက်ကတော့မိသားစုအတွင်စီးလုံးမှုအားကောင်းမဲ့နှစ်ဖြစ်ပါတယ်တတိဖြူရမှာကတော့အိမ်တွင်းရေးကိစ္စတွေမှာဂျားလူဒါမှမဟုတ်မိတ်ဆွေအပေါင်းအသင်းတွေရဲ့စကားကြောင့်အထင်အမြင်လွဲတာမျိုးမဖြစ်အောင်တဦးနဲ့တဦးယုံကြည်မှုတိဆောက်ထားဖို့အကြံပြုချင်ပါတယ်ခင်ဗျာကျမ်းမာရေးမှာတော့အထူးစိုးရိမ်စရာမရှိပေမဲ့အနောင်ညာမိတာခြေထောက်နဲ့ခါးပိုင်းဆိုင်ရာဝေဒနာလေးတွေအနှဲငယ်ဖြစ်တတ်ပါတယ်အလုပ်တွေအရန်ဖီးလို့တာမျိုးရှောင်ကျင်ပေးပါဒီနှစ်မှာကန်စာတာပိုမိုပွင့်လန်းစေဖို့အတွက်ရရလေးကိုလည်းပြောပြပေးချင်ပါတယ်မိမိရဲ့မွေးနေ့ဖြစ်တဲ့စနေနေ့နနက်တိုင်းမှာအင်္ဂါဖျားစင်မှာအုံညွန့်ခွန်ညွန့်ကိုတန်တန်ရှင်းရှင်းလူဒန်းပေးပါပြီးရင်တော့မိမိထက်အသက်ကြီးတဲ့လူကြီးသူမတွေကိုတက်နိုင်သမျှကတော့တာအာဟာရဒါနပြုတာမျိုးတွေကတင်းရဲ့ကန်စာတာကိုတိတိတတ်တာကောင်းမွန်စေပါလိမ့်မယ်အခုဆိုရင်တော့စနေသားသမီးတွေရဲ့ဟောစတန်းကိုသိရှိသွားပြီလို့မျှော်လင့်ပါတယ်နှစ်သက်မှာစနေသားသမီးများအားလုံးဘေးရန်ကင်းကွာပြီးလူအင်စင်တာများပြေးဝကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အခုလိုဗီဒီယိုလေးတွေကိုအမြဲကြည့်ရှုကျင်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်တော့အားလုံးပဲတာယာချမ်းမြေတဲ့နှစ်သက်ကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ